ဒီနေ့လည်းအမြဲတမ်းဟင်းချက်စားမယ်ဒါအချမ်းမို့ကွာအချက်ကြမှာနေအမြဲတမ်းဟင်းဒါအမြဲတမ်းကလဘေးနဲ့ဆန်နဲ့မရောသေးတဲ့ဟာဒီပဲအဲချမ်းစပယ်ချက်စားမှာပေးရနေဆိုတာပါပဲပေးနေဦးဒီလည်းရှိတယ်ဒါကြိုက်ကဲဒီမှာချက်နေပါ ਈ ချက်တော့မချက်သေးပါဘူးစားလို့တော့မရသေးဘူးစားရင်တော့ရပါနူးနေအောင်ချက်ရဘောင်းစားကြံပါမယ်စားတော့မယ်မြန်ငူတီထောင်းဤပေါက်မွေး